အမျိုးသားတစ်ယောက်ကသူ့စနီဖောက်ပြန်နေတာကိုသိလိုက်ရတယ်သူနောက်ကွယ်မှာနိုင်ငံခြားသားတစ်ယောက်နဲ့ကမ်းခြေမှာပျော်ပါနေတာပေါ့ဆမ်ကသူ့စနီဘာလို့သူ့ကိုသစ္စာဖောက်ရတာလဲဆိုတာနားမလည်နိုင်ဘူးနောက်တစ်နေ့မှာတော့သူဩစတြေးလျကိုလေရင်စီးပြီးထွက်လာခဲ့တယ်မကြခင်မှာကသူဇနီးအထက်ဝယ်ပေးထားတဲ့ဗီလာအိမ်ရှိတ်ကိုရောက်လာခဲ့တယ်တကားခွင့်မှုလုံတုံးမှာပဲအိမ်နောက်ဖေးကနေရဲတန်တချိုးနဲ့ပျော်ပျော်ပါပါပြောဆိုတန်တွေကြားလိုက်ရတယ်အတန်လာရကိုလိုက်သွားတော့ဇနီးဖြစ်သူကနိုင်ငံခြားသားနဲ့ဘရိုဘရီလူနေတာကိုတွေ့လိုက်ရတယ်မြင်လိုက်ရတဲ့မြင်ကွင်းကသူ့အထွင်အရိုင်းကိုနားကျင်စရာကောင်းပေမဲ့ခဏလေးတွေ့ပြီးသူတို့နဲ့ချက်ချင်းမျက်နှာချင်းဆိုင်မတွေ့တော့ဘူးဆုံးဖြတ်လိုက်တယ်အဲ့ဒီအစားသူတိတ်တလီလှည့်ပြီးထွက်လာခဲ့တယ်စိတ်ဓာတ်တွေကြပြီးဆမ်ကမရင်းနှီးနဲ့လမ်းနေထဲပါတယောက်ထဲလျှောက်သွားနေတယ်သူစိတ်တွေရှုပ်ထွေးနေပြီးအရိုင်းကိုပင်ပန်းနှွမ်းနေနေခဲ့တယ်ညရောက်မှဇနီးတဲ့စီပြင်သွားပြီးအချိန်ကြီးကိုရှင်းပြခိုင်းမှုသူဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူရောက်သွားတဲ့အခါမှာတော့နိုင်ငံခြားသားကြောင်ကသူသမီးကိုခေါ်ပြီးအပြင်ထွက်သွားတာကိုတွေ့လိုက်ရတယ်အင်းရဲ့ပိုင်ရှင်အစ်စ်ဖြစ်တဲ့ဆမ်ကတော့ရှက်စိတ်နဲ့လှည့်ထွက်သွားခဲ့တယ်နောက်ဆုံးမှာတော့သူတို့နဲ့မျက်နှာချင်းဆိုင်ဖို့တက်တီမရှိပဲထွက်လာခဲ့ပြန်တယ်နောက်တစ်နေ့မှာတော့ဆမ်ကတိတ်တိတ်လေးပြန်လာခဲ့တယ်ဒီတစ်ခါတော့အိမ်ထဲဝင်ဖို့တက်တီကိုမွေးလိုက်တယ်ဒါပေမဲ့သူ့ဇနီးကအိမ်မှာမရှိဘူးဒါနဲ့ဆမ်ကပတ်ဝန်းကျင်ကိုလိုက်ကြည့်တော့တယ်ရေချိုးခန်းထဲမှာတော့လူကြီးသွားတိုက်တန်းနဲ့ဆုံအပြင်ကလေးသွားတိုက်တန်းချစ်စရာလေးနှစ်ချောင်းကိုပါတွေ့လိုက်ရတယ်ပြီးတော့တားဖြစ်သူရဲ့အခန်းထဲကိုဝင်သွားတဲ့အခါမှာနိုင်ငံမှာကတ်ထားတဲ့အရာတိုင်တဲ့ဇရာနဲ့တားလေးပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့တပ်ပုံတွေကိုပါတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာဆမ်ကတားလေးကြီးပြင်းလာတာကိုကြည့်ပြီးစိတ်သက်သာရရတယ်လို့သူအလုပ်တွေများလွန်းလို့မိသားစုကိုလစ်လူရှူထားမိမှလည်းသဘောပေါက်သွားတယ်ဆမ်ရဲ့အာယုံကနိုင်ငံပေါ်ကမိသားစုတပ်ပုံစီကိုရောက်သွားတယ်အဲ့ဒါကိုမြင်လိုက်ရတော့သူ့အပြုံးလေးချက်ချင်းပြော့ကွယ်သွားပြီးရင်ထဲမှာလေးလာနဲ့ခန်းစားချက်ကြီးဝင်လာခဲ့လေအဲ့ဒီအချိန်မှာပဲသူ့ဇနီးနဲ့တားလေးအောက်ထပ်ကိုပြန်ရောက်လာတဲ့အတိုင်းကိုကြားလိုက်ရတယ်ဒါပေမဲ့ဆမ်ကသူ့ဇနီးကိုအစင်းတွေ့ဖို့မသွားခဲ့ဘူးအဲ့ဒီအစားသူကကြောက်ရွံ့စိတ်နဲ့ပဲပုံအောင်နေဖို့ရွေးချယ်လိုက်တယ်နောက်ပိုင်းမှာတော့ဂျွန်နဲ့သူ့သမီးပါဗီလာအိမ်ကိုပြန်ရောက်လာပြီးသူတို့လေးယောက်သားကမ်းခြေကိုအတူတူထွက်သွားကြတယ်သူတို့ရဲ့ယဉ်ကျေးမှုကိုကြည့်ရင်ဆမ်ရင်ထဲမှာကြောက်တုံကြီးနဲ့ဖိထားသလိုခံစားနေရတယ်နောက်ဆုံးဆမ်အောက်ထပ်ကိုဆင်းလာတဲ့အခါမှာစာပွဲပေါ်မှာလူဝင်မှုကြီးချက်ရေးဆိုင်ရာစာရွက်စာတမ်းတချို့ကိုတတိထားမိလိုက်တယ်ဇနီးဖြစ်သူကဂျွန်နဲ့အတူတူဘဝတစ်ခုစတင်ဖို့အစီအစဉ်နေတာပဲဖြစ်နေတယ်ဆမ်ကသူတို့ကိုကမ်းခြေဖိလိုက်သွားခဲ့တယ်အဲ့ဒီမှာသူတို့ပျော်ပျော်ရွှင်ရွှင်တဲတောင်ပြင်မှာစောကစားနေကြပြီးပျော်ရွှင်တဲ့မိသားစုပုံစံမျိုးဖြစ်နေတယ်ဒါပေမဲ့ဆမ်ရဲ့ရင်ထဲမှာတော့မကျေနပ်ချက်တွေနဲ့ဖြစ်နေနေတော့ပဲသူဂျွန်ရဲ့နောက်ချောင်းကိုစုံစမ်းတော့တယ်အန်တော်စရောက်ကောင်တာကဂျွန်ကတာမန်ဆုပ်လို့ရေလို့တာတယောက်တာဖြစ်ပြီးသူ့လောက်ငွေကြီးအင်အားမရှိဘူးဆိုတာသိလိုက်ရတယ်ဒါကဆမ်ကိုပို့ပြီးနားမလည်နိုင်အောင်ဖြစ်စေခဲ့တယ်ဘာလို့သူ့ဇနီးကဒီလိုမျိုးကိုသဘောကျတာလဲဆိုတာပေါ့နောက်ပိုင်းမှာတော့ဆမ်ကဂျွန်ကိုဆေးရုံအထိလိုက်သွားခဲ့တယ်ဂျွန်မှာနှစ်ပေါင်းများစွာအိယာထဲလဲနေရတဲ့ဇနီးတယောက်ရှိမှန်းသိလိုက်ရတယ်ဆမ်ကဘိုလိုတောင်ရှုပ်ထွေးသွားခဲ့တယ်ဂျွန်ပြန်သွားပြီးတဲ့နောက်ဆမ်ကဆေးရုံခန်းထဲဝင်ပြီးအိယာထဲလဲနေတဲ့အမျိုးသမီးကိုသူခင်ပွင့်ရဖောက်ပြန်မှုအကြောင်းပြောပြလိုက်တယ်အမျိုးသမီးကအရန်တော်သားထွက်လိမ့်မယ်လို့သူထင်ထားခဲ့ပြီးမြဲအဲ့ဒီအမျိုးသမီးကတော့သူအစားကလေးကတီးပြီးသားဖြစ်ကြောင်းသူခင်ပွင့်တခြားအမျိုးသမီးတယောက်ကိုချစ်သွားတဲ့အတွက်ပျော်တောင်ပြောပါတယ်လို့တေးသေးငင်းငင်းပြောပြတယ်သူမကချောင်းကြီးကြအောင်ကိုတချမ်းတင်းနေခဲ့ကြောင်းသူမခင်ပွင့်ကသူတို့သမီးကိုထောက်ပံ့ရတယ်လို့သူမနဲ့ဆေးဖိုးတွေပါပေးနေရတယ်လို့ရှင်းပြတယ်သူမကအရန်ကိုအဖြစ်ရှိတယ်လို့ခံစားရပြီးဂျွန်တခြားတယောက်ကိုတွေ့သွားတယ်ဆိုတာသိရောသူနဲ့သူတို့သမီးပျော်ရွှင်ကြပါစေလို့စိတ်ရင်းမှန်နဲ့ဆုတောင်းပေးခဲ့တယ်သူမရဲ့စကားတွေကဆမ်ရဲ့ရင်ထဲကိုထိမှန်သွားစေပြီးသူ့ဇနီးရဲ့ပျော်ရွှင်မှုအတွက်သူကပဲအတားအဆီးဖြစ်နေတာလားလို့စဉ်းစားမိသွားတယ်နောက်ဆုံးနှုတ်ဆက်ဖို့ဆုံးဖြတ်ပြီးဆမ်အင်ကိုပြန်လာတော့တခါကဟောင်းလောင်းဖွင့်နေတာကိုတွေ့လိုက်ရတယ်အထဲဝင်လိုက်တဲ့အခါမှာတော့ရှုပ်ပွေနေတဲ့မြင်ကွင်းနဲ့ကြောင်းဝန်းထိတ်လန့်မှုတွေကသူ့ကိုလွှမ်းခြုံသွားခဲ့တယ်လမ်းပေါ်ကအဖွားအိုတယောက်ကိုဘာဖြစ်ခဲ့လဲမေးကြည့်တော့ဂျွန်ကခလီလေးတယောက်ကိုဆေးရုံခေါ်သွားကြောင်းပြောပြတယ်ဆမ်ဆေးရုံကိုအမြန်ပြေးသွားခဲ့တယ်ရောက်တော့အသက်ရှူတန်းပြေးနေပြီးဖနက်တစ်ချောင်းတောင်ပြောင်းနေတဲ့ဂျွန်ကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာဆမ်ကသူ့သားဘာလို့ဂျွန်နဲ့ဒီလိုရင်းနှီးနေရတာလဲဘာလို့သူ့ဇနီးကဂျွန်ကိုသဘောကျတာလဲဆိုတာနားလည်သွားတယ်ဆမ်ကသူကရုပ်ဝတ္ထုဖြစ်စီတွေမဲ့ဖြည့်ဆည်းပေးနိုင်ခဲ့ပြီးမြဲ